နှလုံးလားအခါမဲ့ပရိုက်တက်ဆရာဦးနေလင်းအောင်ရဲ့စေကန်းကိုလာပါတော့ဒီဟာကဒါမဟာခန္ဓာယုံမှတ်တိုင်ပေါ့မြောက်ကလာအဝိုင်းဘက်ကတွေလာတော့ဒီဘက်မှတ်တိုင်ပါပါဟိုဘက်မှတ်တိုင်ကဒီဘက်အရှိပါအပြန်ရတော့ဒီအရှိခန္ဓာယုံမှတ်တိုင်မှာစီရပါမယ်အဲ့ဒီတဲ့မှာခန္ဓာယုံဘိုးဥပေါက်ရှိပါတယ်ဟိုးကမြင်ရတဲ့တရားရဲ့ဟိုဘက်ကမြောက်ကလာအဝိုင်းမှာဒီဘက်ကမြောက်တကုံမှာနောက်တော့ဆရာနေရာကိုတန်းရောက်ပါတယ်ဆရာနေရာမဟာခန္ဓာယုံရဲ့ဘေးရနေရာမှာကျော်သူနာရေးယုံရှိပါတယ်ကျော်သူနာရေးယုံကဒီဘက်မှတ်တိုင်ဘေးမှာပါနော်ဒါမိုးဝင်ဟိုးတရားဟိုဘက်ကတရားဟိုဘက်ကမြောက်ကလာဝိုင်းဒီဘက်ကမြောက်တကုံ42ဆရာနေရာဒီမှာမဟာခန္ဓာယုံကျောင်းတိုင်နော်ဒီကဏ္ဍယုံကျောင်းတိုက်မဟုတ်ဦးရဝင်ရှေ့ရလဲမဟာကဏ္ဍယုံကျောင်းတိုက်မဟုတ်နောက်တစ်ခုပါအတွင်းရမဟုတ်ဘူးပါဒီလမ်းကျောင်းလေးတိုင်လာပြီဟိုရှိကြာလို့ရှိရင်တော့ညာဘက်ကလေးကွေးလိုက်အရှိမဓမေဇီကျောင်းရှိပါတယ်ဓမေဇီကျောင်းနဲ့ကဏ္ဍယုံကျောင်းနဲ့ရမျက်နှာချင်းဆိုင်မှာအမကူတာပါဒါ42မြောက်တကုံ42ရက်ကွက်ဘုံမူပါဒူလန်မဟာကဏ္ဍယုံကျောင်းတိုက်မှာပရာဟိတဆရာဦးနေလင်းအောင်အခမဲ့ကုသပေးပါတယ်အလှခံတာတွေပါမခံပါဘူးလူတွေကစေတနာရှိလို့ထဲ့သွားလှူသွားကြတာပါဘယ်သူ့မှဘေးဘေးပေးပါညာရေးပေးပါမတောင်းပါဘူးကျောင်းနေမှာကျောင်းမှာလည်းအိပ်ပြီးတော့ကုလို့ရပါတယ်အနည်းဆုံး3ချိန်လောက်တော့ကုပေးရပါတယ်3ချိန်လောက်ကုမှစိတ်ပတ်လဲတာပါကျမတို့မပြောက်တဲ့ယောဂတွေကိုကုတာတော့ကျမ16ခါလောက်လာပါတယ်အခုနောက်ပိုင်းလာတာရဲ့ယောဂပျောက်သွားပြီဒါတန်းနဲ့ကျမရဲ့မိသားစုဆွေမျိုးတွေကိုလိုက်ပို့နေရတာပါအားလုံးလာကုပါယောဂတွေကောင်းပါတယ်ပျောက်ကြပါတယ်ပျောက်ကန်ဆက်တဲ့လူတွေပျောက်တယ်ပျောက်တဲ့လူလည်းများပါတယ်ဒါဒီเจ้าကိုသွားနေကြတာเนาะဒီကားတွေကကျွန်မလမ်းလျှောက်ပြီးခေါ်သွားပြီးပြတာပါလမ်းကျော်လေးလမ်းနဲ့လျှောက်ဝင်ရပါတယ်ကျမတို့ကဒီနေ့လိုင်းကားနဲ့လာတာပါသမိုင်းဘက်ကနေပြီးတော့ဒီရှိကြတော့ဟိုဘက်ညာဘက်ကလေးကိုနည်းနည်းကွေးလိုက်ရင်ရောက်ပါပြီဒီမှာရွှေတောင်ဦးကျောင်းတိုက်တဲ့ဒီဘက်ကအကုန်လုံးဒီဘက်အကုန်လုံးကဖုံးကြီးကျောင်းတိုက်တွေအများကြီးပါပဲဒီလမ်းဆောင်လေးကြတော့ဒီဘက်ညာဘက်ကလေးကိုခွေလိုက်ရတာပါဟိုကတရိကန်အချွန်3ခုနဲ့တရိကန်အချွန်3ခုနဲ့ကဓမေဇီရီကျောင်းပေါ့ဒီဘက်ကမဟာခန္ဓာယုံကျောင်းတက်ဆီတွေလည်းရှိပါတယ်ကျမတို့ကတော့သမိုင်းဘက်ကလာတာ88စီလာတယ်88စီလာပြီးတော့ဆွဲတော်ဖျားအလွန်စားတိုင်းမှတ်တိုင်မှာဆင်းပြီးတော့10တို့28တို့ပြန်စီရပါတယ်10တို့28တွေစီလို့ရှိရင်ဒီခန္ဓာယုံမှတ်တိုင်ကိုရောက်တယ်ပေါ့နော်အောင်မင်္ဂလာအဝေးပြေးဘက်ကလာလို့ရှိရင်တော့2စီလို့ရပါတယ်28ကတော့မြို့ရဲကလာတာပါ10တွေကတော့တာကေတာဘက်ကလာတာပါလမ်းလည်းတိတ်မလျှောက်ပါဘူးเนาะကျွန်မအခုလမ်းလျှောက်တဲ့လမ်းလေးကိုပြတာပါဒီမှာကဓမ္မစရီကျောင်းဒါအဲ့ဓမ္မစရီကျောင်းနဲ့အမျက်နှာချင်းဆိုင်ကမဟာခန္ဓာယုံမှာတက္ကစီကားဝင်တော့မယ်အဲ့ဒါမဟာခန္ဓာယုံကျောင်းမှာလာကုကြပါယောဂါတွေပျောက်ကြပါတယ်ကျွန်မဒါဒီနေ့ဟိုပေါ့ဆရာကုကနေပြီ8နာရီထိုးတော့မှာပေါ့နော်ဆရာ8နာရီကျော်ရင်စကူပါတယ်အရှိမလည်းမဆိုင်ကတက္ကစီဘေးတွဲတွေလည်းရှိပါတယ်ထမင်းလည်းညမနဲ့ကျွေးပါတယ်ညအိညနေနေရလဲပေးပါတယ်ကိုအိမ်မက်ခေါင်းခြံအောင်ဆောင်တော့ကိုဝေယဝဲစာလေးတွေယူလာပါထမင်းညမနဲ့ကျွေးပါတယ်ဆေးအလကကုပေးပါတယ်ဒီနေ့လူနာတွေကိုလူပေးတဲ့ဆေးဘိုးက340 50အတွင်းမှာရှိပါတယ်เนาะဒီမှာမဟာကန္နာယုံကျောင်းတိုက်ပါရောက်ပါပြီအတူရဲ့အရှိမဓမ္မစီရီကျောင်းမှာ
ဒါတက္ကစီတွေထားတဲ့နေရာတလမ်းမောင်းပေါ့နော်တလမ်းမောင်းမှာဒီဘက်ကနေပြီးတော့ဝင်ပြီးတော့ဒီဘက်လမ်းနေပြီးတော့ပြန်ထွက်ရတာပေါ့နော်ကောင်းတယ်မှာကားတွေလည်းများတယ်ကျမတို့အခုရောက်နေမနေ့စောစောပိုင်းမှာမနေ့ပိုင်းကိုလာလိုက်တာဒါခုကြပါနော်ဒီမှာညာအိမ်ညနေလူတွေလည်းဒီចောင်းဆောင်ကြီးထဲမှာတဲရတာပါဒီចောင်းဆောင်ကြီးထဲမှာညာအိတ်တဲ့လူတွေထားပါတယ်ဟိုထဲမှာဒီမှာညာအိတ်တဲ့လူတွေထားတယ်နော်ဒီမှာចောင်းထဲမှာညာအိတ်ရဒါဒီမှာသမင်းဟင်းချက်ထားပါတယ်သမင်းကျွေးမှာဒီနေရာသမင်းဟင်းချက်တဲ့နေရာပါသမင်းကျွေးမှာပါဒီနေရာမှာဟာဒီနေ့ရှယ်ဟင်းဘာဟင်းနေချက်တာငဖဲပဲမှာဩငဖဲတဲ့ဒီမှာဆရာဟိုနေ့ကကြက်သားကိုရိုက်သွားခိုင်းတာရိုက်ပြီးတော့မစိမ့်မိလိုက်ဘူးအိမ်လဲကြာဟဲငါဗီဒီယိုမပါလာပါလားဗောဒီနေ့ငဖဲနဲ့ကျွေးမယ်တဲ့ငဖဲနဲ့ငပြာရီကျော်ပေါ့ငဖဲနဲ့ငပြာရီကျော်နဲ့ကျွေးမှာမပြမဲ့လူတွေစောင့်နေတယ်နော်ဒါမခေါ်သေးဘူးမပြသေးဘူးနာမည်လေးမခေါ်သေးဘူးโอเคနံပါတ်တွေမခေါ်သေးဘူးနော်ဒီမှာလူတွေအများကြီးပဲဒီဘက်မှာလည်းထိုင်စောင့်နေတယ်ဒီဘက်ဘေးတွေမှာလည်းအများကြီးပဲနော်ဒီမှာထိုင်ဆောင်နေတယ်မနေ့တည်းလည်းမုတ်စားဖို့မုံနေလည်းရောင်းပါတယ်လာရောက်ပြသကြပါအားလုံးကျေးဇူးတင်ပါတယ်